ကျတော့ပထမဆုံးပုံကိုတစ်ချက်ကြည့်ကြည့်မယ်အခုဒီမှာဆိုရင်သူကဒီလိုလေးလာထားတယ်သူ့ရဲ့ချုပ်လိုင်းကဒီလိုသွားထားဟုတ်တယ်နော်ပြီးမှကျတော့ဒီမှာကော်လန်ဒီမှာပြန်ထွက်တယ်ဒီလိုပြန်လာတယ်ဟုတ်လားဒီလိုအပိုင်းလေးတားမယ်ကော်လန်ချိုးမယ်ရိုးလိုက်ရယ် deep point ရယ်ကိုအရင်ကြည့်မယ်ဟုတ်ပြီနော်ဒါဆိုရင်အခုဒီမှာဆိုရင်ဒါကတော့ကိုယ်စိတ်ကြိုက်ရိုးလိုက်ရတော့သွားလို့ရတာပေါ့နော်ကိုကဒီတပုံစံနဲ့ပုံနဲ့အတိုင်းတပုံစံနဲ့ထွက်ချင်တယ်ဆိုတော့ကျတို့ဒီ point ကိုသွားလို့မရတော့သူ့ရဲ့စုံညင်တဲ့ point ဒီနေရာဖြစ်တဲ့အတွက်ကျတို့ဒီ roll line ဆွဲတဲ့အချိန်မှာဒီ point ကနေပြီးတော့ဒီခါ point ကိုပဲသွားရမှာဟုတ်ပြီနော်ခါ point ကိုပဲသွားရမယ်သူ့ရဲ့ဒါနဲ့ဒီလိုလာဆုံးတော့ပေါ့လားရမယ်နော်အဲ့လိုသွားမယ်သွားပြီးဆိုရင်နောက်တစ်ခုစဉ်းစားရမှာကဘာလဲဆိုတော့အပေါ်လေပယ်နဲ့အောက်လေပယ်ရယ်ပြီးရင် notch အခွဲဘယ်နာခွဲလဲဆိုတာစဉ်းစားမှာဒါတစ်ချက်စဉ်းစားရအောင်ပြောရနော်ဒါဆိုရင်အခု notch ခွဲထားတဲ့အပိုင်းဒီကျတို့ဒီခန္ဓာကိုယ်ရဲ့ shape ကိုကြည့်မယ်ဆိုဘယ်နာလောက်သွားလဲရင်ကျယ်နာလောက်သွားတယ်လေပြောချင်တာသိလားဒါဆိုရင်ကျတို့ကရင်ကျယ်နာလောက်မှာ notch ကိုခွဲမှာပေါ့ဟုတ်ပြီနော်ဒါဆိုရင်ဒီမှာရင်ကျယ်အခုဒီမှာဆိုရင်ကျတို့ frame ဆွဲကလေးက frame မှာသူ့ရဲ့ရင်ကျယ်မြင်းကရှိပြီးသားဟုတ်ပြီနော်အဲ့ဒီရင်ကျယ်မြင်းနီးတစ်ဝိုက်မှာပဲကျတို့ဒီ column ကို notch အခွဲကိုကစားမယ်ဟုတ်ပြီနော်ဒါဆိုရင်အခုသူ့ပုံတွေကအခုဘယ်နေရာလေးကိုကျတို့ဆွဲမလဲဆိုတော့ဒီ column row line ကနေဒီဘက် column ပြားကြတာဘယ်လောက်ပြားကြခြင်းလဲစဉ်းစားဟုတ်ပြီနော်ဒါဆိုရင်ဥပမာကော်လံပြားစီကိုကြိုက်တဲ့လောက်ကြီးလို့ရတယ်ဟိုတနေ့ကတင်ထားတဲ့အတိုင်းအဲ့တော့ဒီမှာဆိုသူဝတ်ထားတဲ့အရှိတ်အတိုင်းဆိုဒီမှာဂျိုင်းဆက်ရှိတယ်ဂျိုင်းဆက်နဲ့တိတ်ပြီးတော့ကွာဟာမှုမရှိဘူးဒါဆိုဒီဂျားစပိတ်ကိုကိုကစဉ်းစားလိုက်ဥပမာ3လား4လားဟုတ်တယ်မလား5လားဆိုပြီးတော့စဉ်းစားလို့ရတယ်အဲ့တော့ဒီမှာဆိုရင်ကျတို့ဒီမှာရင်နောက် F2 ရှိအောင်မှာပေါ့ဟုတ်တယ်နော် F2 ကနေကျတို့ဥပမာ3လား4လားကိုဒီနားထိယူမယ်ဆိုလဲဒီနားရလိုက်ဟုတ်ပြီနော်ညာပြီးသွားပြီဆိုရင်ဒီ notch ခွဲမဲ့အပိုင်းလေးတွေဒီချေတို့ဒီဒါဆိုရင်ကြည့်မယ်နော်ဒီလိုတဲ့သွားတာဒါလဲ notch အခွဲပဲဒါကဘာဖြစ်သွားတာလဲအောက်ကိုစိုက်သွားတာဒါကဘာဖြစ်သွားတာလဲအပေါ်ကိုကော့ပြီးတော့တက်သွားမှာအဲ့လိုလေးပဲပြန်စဉ်းစားရမှာသိလားအဓိက main point อ่ะဒါဆိုရင်ဒီချေတို့ဒီဒါဒီရေးပင်းကြီးအတိုင်းတဲ့သွားတာဖြစ်တဲ့အတွက်ဒီချေတို့ကဒီမှာသူ့ကိုထားပါတော့ကော်လန်ရဲ့ main ဒီကျတို့ဒီကနေမှဒီရင်ကျယ် point လောက်ထိသွားကျင်နေဆိုရင်ဒီချက်ဒီကအဖြောင်ဆက်ချလိုက်မယ်ပြီးကြမှာကိုကနဲ့ကိုဝိုက်လေးဖြည့်ကြကျတို့ curve လေးနဲ့ပြန်ပြီးတော့ဝိုက်မှာဟုတ်ပြီနော်အဲ့တော့သူဒီရေးပင်းကြီးမြင်းနဲ့အညီယူထားတာဖြစ်တဲ့အတွက်ကျတို့ရင်ကျယ်နားမှာပဲကစားကျင်တာဒါဒီရင်ကျယ်မြင်းရင်ကျယ်ကနေအပေါ် 0.51 ပြဿနာမရှိဘူးဒါဆိုဒီချက်ဒီမှာအပေါ်လေးကိုနည်းနည်း3စိတ်လောက်တက်ပြီးဒီလိုလေးယူလိုက်တယ်ဟုတ်လားအဲ့တော့ဒီ notch အခွဲလေးကိုဆွဲလိုက်တာဒီကနေဒီအပိုင်းလေးဒီဘယ်လောက်လိုချင်လဲပြောချင်တာကကိုကော်လန်ပြားက 8 cm အပြားဆွဲထားတယ်ဒီချက်တို့ဒီဒါဒီတဝက်4လောက်ယူတာပေါ့နော်ဒါဆိုရင်ဒီချက်တို့ကဒီမှာဒီရဲ့အတိုင်းဒါ9လောက်ယူထားတယ်ဆိုဒီချက်တို့4ခွဲလောက်ဒီ notch အခွဲကိုယူမှာပေါ့ဒီမှာဒီလိုလေးသဘောပေါက်လားရမယ်နော်ဒါဆိုရင်ဒီကနေဒီအဟဒီဘာကိုစဉ်းစားမလဲဆိုတော့အပေါ်လေပယ်နဲ့အောက်လေပယ်ရဲ့ကော်လန်ထိပ်ပွိုက်ကော်လန်ထိပ်ပွိုက်နေဒီအပေါ်နဲ့အောက်နဲ့ဟာတပြေးတည်းဖြစ်နေလားမဖြစ်နေလားစဉ်းစားဟုတ်ပြီနော်ဒါဆိုရင်ဒီကျတော့တပြေးတည်းဖြစ်နေတာဒါဆိုရင်ဖြစ်လားမဖြစ်ဘူးအဲ့ဒီပုံမှာမူတည်ပြီးတော့ဆွဲရမှာရမယ်နော်ဒါဆိုရင်တပြေးတည်းဖြစ်နေတာဖြစ်တဲ့အတွက်သိကြတယ်ကျတော့ဒီပွိုက်ကနေဒီလိုတပြေးတည်းပဲဖြစ်ဒီမှာ notch အခွဲလေးဒီဘယ်လောက်ခွဲချင်တာလဲ2လား 1.5 လားအဲ့တော့ဒီကျတော့သူ့လောက်ဆိုရင်2လောက်ပေါ့ဒီမှာယာလိုက်တယ်ဒီမှာတွေ့လားအဲ့တော့အဲ့ဒီ point လေးနဲ့ဒီကျတော့ဒါလေးနဲ့လာပြီးတော့ဆက်လိုက်အောင်ပဲသဘောပေါက်လားဒါဆိုရင်ဒီမှာသူ့ရဲ့ချုပ်လိုင်းလေးကိုတစ်ချက်ကြည့်မယ်ချုပ်လိုင်းလေးဒီမှာနော်ဒီလိုလေးသွားတာဒါပေမဲ့ဇုံးလေးနဲ့ဆွဲဒီမှာနော်ဟုတ်လားဒီမှာအခွဲလိုင်းလေးဒီမှာခုနကတခြားတို့ဆွဲလိုက်တဲ့ line တခြားတို့ဆွဲလိုက်တဲ့ line ဒီမှာသူ့ရဲ့ချုပ်လိုင်းလေးအဲ့ဒီချုပ်လိုင်းလေးကအပေါ်မြင့်တက်သွားတာဖြစ်တယ်တခြားတို့ကဒီလိုလေးဆွဲလိုက်ရုံပဲသဘောပေါက်လား
ရမယ်နော်ဒါဆိုရင်ဒီမှာဒီဟာလေးဒီကျတော့အပေါ်ကိုကျတော့ဒီလိုလေးရှာလာလိုက်နည်းနည်းလေးပဲရတာဟုတ်ပြီနော်ရပြီးတော့ပြီဆိုဒီကျတော့အခုနကိုလိုတဲ့ roller ကိုချိုးချလိုက်မယ်ဟိုဘက်ကိုမလုပ်ရမှာလဲ copy ပြန်ကူးလိုက်ပေါ့ဒါနံပါတ်1ပုံနော်ပေါ်လာလေးကိုကြည့်နော်နောက်မှလဲဒါကဒီလိုတောင်းမှန်ဖြစ်ပြီးတော့ဒီလိုထောင်ထောင်လေးဖြစ်နေရမှာသူ့ရဲ့ဒီဂုံးမှလည်းတစ်စက်မှထောက်ပြီးတော့လန်တာမဖြစ်ဘူးသူကလည်းသူဒီမှာပြပြလေးသွားရတယ်တွေ့လားပေါ်လန်လေးကသူ့ပုံနဲ့အတိုင်းပဲတူလားမတူဘူးလားတူရတူရနော်ရမယ်နော်ဒါဆိုရင်ကျတော့ဒီသူ့ရဲ့ shape လေးတိုင်းပဲဒီမှာပြန်ထွက်လာပဲနော်